ရွယ်ကလေးကလေးလောကရန်ကိုရင်ဆိုင်တွေ့ကြုံခဲ့ပါပဲနေ့တစ်ခါတာကြီးတလဲရဲ့နဲ့တမှုရိယာနေမှာခြေလဲချက်စားကမလန်းနိုင်ရှာပဲလောကဓမ္မရာတောကအဖျားဖျားကြုံခဲ့ရပဲချစ်တော်ဖေဖေချစ်တော်မေမေမတွေ့တာကြာလေးလေးပို၍တရိယာလေးလေးရင်နိုင်လွယ်ပွားသာသမီများကအတိုးချကတော့ပန်းရစေမြင့်မို့တောင်းကျေးဇူးကောင်းတွေဆက်လို့မကုန်မေးဒီရာရေတစ်ပေါက်ကလေးကြာယုံများနဲ့မိဘတို့ဝမ်းမငြိမ်းချမ်းမေဖွာလက်နှလုံးပခုံးလက်နဲ့ဝါဘတ်တော်ကစီနှစ်နဲ့လူဖြစ်အောင်ကြွေးမဲ့ချင်ရင်မတန်းရအောင်ပင်မကြည်စွာမွေးမြူရပဲဒီကျေးဇူးကုန်တွေရည်မြော်မှန်းလို့တာကြောပါရလေကျေးဇူးရှင်ဖေဖေနဲ့မေမေငယ်စဉ်တောင်းနေခလေးဘဝကတေးဆိုလို့ချောမြူပုံတွေမမီနေသေးပဲခိုးမြူခိုးအားခိုးပြနဲ့ကဲအဖန်ခလို့ဆိုတဲ့အတန်တွေမိတ်တီလာကန်တော်အောက်ကဖားကလေးတွေကောက်ကပေးဖို့မလိုက်တဲ့အတန်လေးတွေတားပြစ်ကြရောင်းမိတယ်လေငယ်စဉ်တောင်းနေခလေးဘဝကတေးဆိုလို့ချောမြူပုံတွေမမီနေသေးပဲခိုးမြူခိုးအားခိုးပြနဲ့ကဲအဖန်ခလို့ဆိုတဲ့အတန်တွေမိတ်တီလာကန်တော်အောက်ကဖားကလေးတွေကောက်ကပေးဖို့မလိုက်တဲ့အတန်လေးတွေတားပြစ်ကြရောင်းမိတယ်လေကလလရေချီရောတရီတီကလေးကပူငန်စခါရှောင်းရှားကလေးမကောင်းမြတ်တာအော်ကောင်းရညွန်လို့ယင်းနီပေးဝေးစေအတက်ကိုလေးတင်စေထိမ်းများခြင်းဝန်ငါအေးကြေပြိုမှာပဲကြီးမားသောမြတ်တာမျိုးနဲ့သာသမီဆိုတွေကိုလည်းပြည့်ရွထုံးစံမရှိခဲ့ပေတို့ဖရာတော်မှာတို့တလုံးကိုမူကြည်အနန္တကိုင်ဝေကျေးဇူးရှင်မိဘတစ်ပါးကိုတာကြောပါတယ်လေတူတော်စင်တို့မောင်နှမအရင်တွေချစ်ချင်းမြတ်တာတိတ်ကထားလို့လေကျေးဇူးရှင်မိဘတစ်ပါးရဲ့ဩဝါဒစကားကိုကြားရတာကြားခဲ့ပြီလေချစ်တော်ဖေဖေချစ်တော်မေမေတာတို့သမီးတို့လက်ဆယ်ဖြာရှက်ခါမို့လို့ရှိခိုးလို့ကြော့ပါရစေကျေးဇူးရှင်ဖေဖေနဲ့မေမ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 ေကျေး
ซูရှင်ဖေဖေနဲ့မေမေကျေးဇူးရှင်